ဒီနေ့ကို Facebook မှာ post 10ခုကိုရေးစရာမလိုဘဲနဲ့ဘယ်လိုတင်မလဲဆိုတော့ကျွန်တော် Byte လုပ်ထားတဲ့ project တစ်ခုရှိတယ်တချို့တွေလည်းကြားဖို့လိမ့်မယ်ပေါ့နော်နာမည်ကရေးပေး AI လို့ခေါ်တယ် AI ကိုကျွန်တော်တို့စာရေးခိုင်းတာပေါ့နော်ဆိုတော့ဒီရေးပေး AI ရဲ့လုံနိုင်စွမ်း possibility က endless ပဲလုံနိုင်စွမ်းအများကြီးရှိတယ်ကျွန်တော် Facebook မှာကိုယ့်ရဲ့ personal branding အတွက်ကိုယ့် profile နေပြီးတော့ post တွေတင်မလားဒါမှမဟုတ်လို့ရှိရင် Facebook page တစ်ခုထောင်ပြီးတော့မှကျွန်တော်သတင်းတွေကို auto တင်နေအောင်လုပ်မလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော် company တွေကိုခုနကလို content ရေးပေးတဲ့ service လုပ်ပေးမလားဒါတွေအကုန်လုပ်လို့ရတယ်ပြီးတော့ဈေးလည်းအရင်မကြည့်အောင်ကျွန်တော်လုပ်ထားတယ်ပေါ့နော်ဆိုတော့အဲ့ဒီ project လေးကိုကျွန်တော်ဒီမှာပြကျွန်တော်တို့ဒီမှာ yepay.ai.com ဆိုတဲ့ website ဖြစ်တယ်အခုနေတွားလိုက်လို့လည်းကျွန်တော် free account ရမယ် free account ကကျွန်တော်တို့ဒါ credit တစ်ခုရတယ်ပေါ့နော် credit ကိုကျွန်တော်သုံးလို့ရတယ်ဆိုတော့ကျွန်တော်ကဒီမှာ short post creator ဆိုလို့ရှိရင်ဒီမှာကျွန်တော် short post တွေ create လုပ်လို့ရတယ်เนาะပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ image prompt writer ကျွန်တော်တို့ရေးထားခဲ့တဲ့ဒီမှာဒါဆိုလို့ရှိရင်ဒီမှာနောက်ဆုံးရေးခဲ့တဲ့ဒီ post ပေါ့နော်အဲ့ post ကိုကျွန်တော်ကဒီမှာရွေးပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်တို့ photo realistic လားဘယ်လို design မျိုးထုတ်ချင်တာလဲ minimalist လားဒါမျိုးကျွန်တော်ရွေးလို့ရတယ်ပြီးတော့လို့ရှိရင်ဒီမှာ server မှာsize ရယ်နောက်ပြီးရင်ဒီပုံမှာမြန်မာစာ text ပါတခါရေးထည့်လို့ရမယ်ပြီးတော့လို့ရှိရင် generate လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီခုန post ပေါ်နဲ့ဆိုင်တဲ့ image prompt ကိုထုတ်ပေးတာပေါ့နော်ဒါမျိုးကြီးကျွန်တော်လုပ်ပေးတယ်နောက်ဒီမှာကျွန်တော်တို့ topic တွေ generate လုပ်လို့ရတယ်ဒါ topic တွေ generate လုပ်တာ hook လည်း generate လုပ်လို့ရတယ်ဆိုတော့ကျွန်တော်လုပ်ခဲ့ရတဲ့အများကြီးရှိသွားပြီပေါ့နော်ဒီမှာ image prompt generator ပြီးသွားလို့ရှိရင်ဒါ article ဆောင်းပါအရှိရေးတာဆောင်းပါအရှိကတော့မြန်မာလိုနည်းနည်းလေးခက်တော့နည်းနည်းလေးပြင်စရာလေးတော့ရှိရပါတော့ links to post creator ဒါဆိုလို့ရှိရင်ဒီမှာ link တစ်ခုထည့်လိုက်တယ်အဲ့ link ကိုအကုန်ပြန်ရေးပေးတယ်နောက်ဒီမှာ create multiple လို့ခေါ်တဲ့ link တွေအများကြီးကိုထည့်လိုက်လို့ရှိရင်အဲ့အများကြီးကိုပေါင်းပြီးပြန်ရေးပေးတယ်ဥပမာကိုကဆောင်းပါတစ်ပုဒ်ထားသတင်းတစ်ခုပေါ့နော်သတင်းတစ်ခုရဲ့အကြောင်းကိုကျွန်တော်ကနေရာ9ခုမှာဆောင်းပါ9ခုတွေ့ရဲဆိုအဲ့9ခုကို copy ကူးထည့်လိုက်လို့ရှိရင်9ခုလုံးပေါင်းပြီးတော့တစ်ပုဒ်ထည့်ဖြစ်အောင်ရေးပေးတယ် create လုပ်တာလို့ခေါ်တာပေါ့နော်ပြီးရင် document to post ပုံတွေပုံတွေပေါ့နော် PDF တွေ docs တွေ PowerPoint တင်လိုက်လို့ရှိရင်အဲ့ဒါကိုစာအနေနဲ့ထုတ်ပေးလို့ရတယ်။နောက် translate to post translate ကကျွန်တော်တို့ code style နဲ့ကျွန်တော်တို့ထုတ်ပေးတာပေါ့နော်။ပြီးရင် script writer ပြီးရင် copywriter celebration post ဆိုတာကျွန်တော်တို့နောက်လာမဲ့ celebrate ကျွန်တော်တို့ဒါ AI agency အတွက်ဆိုအရင်သုံးဝင်တယ်ပေါ့နော်။နောက်ဂျွန်မှာဆိုဘယ်နေ့တွေရှိတယ်။အဲ့နေ့တွေမှာကျွန်တော်ကဒီမှာ special day လားကျွန်တော်ရဲ့နာမည်တွေ kind of special days လို့ weird days ဆိုတာတွေကျွန်တော်တို့ထုတ်ပေးလို့ရတယ်။ဆိုတော့မှာဆိုလို့ရှိရင်ဇူလိုင်မှာဆိုရင် special day တင်တဲ့ အာဇာနည်နေ့ရှိတယ်။အော်ဆိုလာပြည့်နေ့ရှိတယ်။အဲဒါမျိုးတွေကျွန်တော်တို့တခါလေးကြိုပြီး plan ထားလို့ရတယ်ဗျာ။ပြီးရင်နောက် BIM တွေအတွက်ကျွန်တော် BIM ဆိုရဲကျွန်တော်ဟိုတစ်ခုခဲထားရှိ BIM မှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ automate ပါလုပ်လို့ရတယ်နော်။ပြီးရင် ISF fees တွေ ISF fees ကနေပြီးတော့စာရေးပေးတာပေါ့နော်။ဒီလို feature မျိုးဆိုလို့ရှိရင်ဗျာဥပမာကျွန်တော်ဒီမှာဆိုရင် ISF fees ကိုကျွန်တော်ဒီမှာစုထားပြီး library ထဲမှာစုပေါင်း104ခုရှိတယ်။အဲ့တော့ဥပမာကိုကနီးပညာ blog လုပ်တယ်ဆိုလို့ရှိရင် TechCrunch တို့ပါတော့ဒီနီးပညာ RSS တွေကိုထည့်ထားလိုက်ပြီးတော့လို့ရှိရင်အဲ့ feed တွေထဲမှာတော့ RSS တစ်ခုချင်းစီမှာခုနကထည့်ထားတဲ့ဟာကနောက်ဆုံးတင်ခဲ့တဲ့ဆောင်းပါးတွေကိုဒီမှာတခါလေးဆွတ်ထုတ်ပေးနေတာဒီမှာဆိုလို့ရှိရင်ဒီစာလေးဒီဆောင်းပါးလေးကြိုက်တယ်မှာ track defense DOJ ဘာညာဆိုလို့ရှိရင်ဒီကနေပြီး create post link နဲ့လို့ရှိရင်အဲ့ထားတဲ့ time တွေမှာ analyze လုပ်ပြီး generate လုပ်ပေးတာကြည့်လိုက်ခဏနေလို့ရှိရင်သူပြီးသွားလိမ့်မယ်ဆိုတော့ဒီမှာပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာအဲ့စာကိုကိုစိတ်ကြိုက်ပြင်လို့ရတယ်ပြင်ပြီးတော့လို့ရှိရင်တန်းပြီးတော့တင်ရုံပဲเนาะဒီတိုင်းဟိုမှာလောက်ဆရာမလို့ဒီမှာကျွန်တော်ရဲ့ဒီမှာ DBS မြန်မာတို့ Telegram တွေဆိုတကုန်းချိတ်ထားပြီးသားတခါတည်း one click နဲ့တင်လို့ရအောင်လုပ်ထားတာပြီးရင်ရေးထားမကြိုက်ဘူးလား improve hook လုပ်လို့ရတယ် push တိုးအောင်လုပ်လို့ရတယ်ရှေ့အောင်လုပ်လို့ရတယ်ကြိုက်တာအကုန်လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီမှာခုန content တွေရဲ့ library တွေ library မှာဆိုလို့ရှိရင်ကျွန်တော်အရင်တော့လုပ်ထားခဲ့မြအကုန်ဒီမှာတခါတည်း save လုပ်ထားလို့ရတယ်အဲ့တော့လို့ရှိရင် writing sample လို့ခေါ်ကျွန်တော်ရေးထားတဲ့ဟာတွေကျွန်တော် sample အနေနဲ့ဒီမှာပြန်တင်ထားပြီးတော့ကျွန်တော်sample အနေနဲ့ပြန်ထည့်ထားအဲ့တော့ဒီကောင်းရဲ့အဓိက power အဲ့ code style နဲ့ကိုရေးတာပေါ့နော်ဆိုတော့ကျွန်တော်ခုနကဟာတွေအကုန်လုံးကို sample ကိုကျွန်တော်ထည့်ထားရတယ်ကျွန်တော်ရေးခဲ့ဘူးတဲ့ content တွေရဲ့ sample ထည့်ထားတယ်အဲ့တော့အဲ့ဒီဟာကိုကျွန်တော်ကပြန်ပြီးတော့ code style နဲ့တော့ပြန်ထုတ်ပေးတယ်အဲ့တော့အဲ့ဒီဟာကကျွန်တော်ရဲ့အဓိက main power ပေါ့ပြီးရင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ခုနကဒီတနေရာထဲမှာပေါ့နော် content မျိုးစုံကိုထုတ်လို့ရရေးလို့ရအောင်ကျွန်တော်လုပ်ထားပြီးဆိုတော့ဒီဟာကိုကျွန်တော်က credit အနေနဲ့ကျွန်တော်ကဝယ်သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့ credit ကဈေးမကြည့်ဘူး credit ကျွန်တော်ထည့်ထားရဆိုလို့ရှိရင်ဒါမြန်မာငွေ1000ကျပ်လောက်ပဲရှိမယ်ပေါ့နော်အဲ့ဒါနေပြီးတော့အများသလောက်ပေါ့နော်ဆိုတော့ credit ကတကယ်လို့ generate လုပ်တာမအောင်မြင်လို့ရှိရင်လည်းပြန်ပြီး refund ပြန်လုပ်ပြီးတဲ့ဟာတွေရောအထက်မှာ auto ပါပြီးသားပေါ့နော်
ဆိုတော့လေကျွန်တော်ပြပေးတာပါဆိုတော့ကျွန်တော်တို့နဲ့အခု consult လုပ်နေတဲ့လုပ်ငန်းရှင်တွေကျွန်တော်တို့ project တွေ build နေတဲ့လုပ်ငန်းရှင်တွေကဒီဟာကိုကျွန်တော် VIP အနေနဲ့ free ကျွန်တော်ပေးမှာပါဆိုတော့အဲ့ဒါသူတို့ကတော့ free ရမှာပေါ့နော်အဲ့ဒီကို free သုံးခြင်းတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ account ဖွင့်ပြီးတော့လာသုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကကျွန်တော် sharing လုပ်ပေးရဖြစ်ပါတယ်ဒီ project ကကျွန်တော်လုပ်နေတာတော်တော်ကြာပြီတခါမှ post မတင်ဘူးအဲ့တော့ဒီမှာတင်နေတာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်